အပူဒဏ်ကိုအန်တုနေရတဲ့မိဘပြည်သူများအတွက်ထူးခြားတဲ့မိုးလေဝသသတင်းတစ်ခုထွက်ပေါ်လာပါတယ်။ရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ်12ခုမှာမိုးဆက်တိုက်ရွာတော့မယ်လို့ဒေါက်တာဆိုင်းခွန်အာကာရဲ့နောက်ဆုံးရတွက်ချက်မှုတွေအရသိရပါတယ်။လာမယ့်နာရီပိုင်းတွေကစပြီးမြန်မာနိုင်ငံတဝန်းမှာမိုးရွာသွန်းမှုပုံစံတွေတိတိတသာပြောင်းလဲလာတော့မှာပါ။လာမယ့်24နာရီအတွင်းမှာတနင်္သာရီတိုင်း၊ကရင်၊မွန်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာနေရာအနှံ့မိုးရွာသွန်းပါမယ်။ဒါရင်မကသေးပါဘူး။ရှမ်းတောင်၊ကယား၊ပဲခူးအရှေ့ချမ်းနဲ့ရန်ကုန်တိုင်းတို့မှာလည်းနေရာကွက်ကြားမိုးစတင်ရွာသွန်းလာမှာဖြစ်ပါတယ်။48နာရီကျော်လာတာနဲ့အမျှအခုနပြောခဲ့တဲ့ကွက်ကြားမိုးရွာမဲ့ဒေသတွေမှာပါနေရာအနှံ့မိုးသဲထန်စွာပြောင်းလဲရွာသွန်းလာဖို့ရှိနေပါတယ်။အထူးသတိထားရမှာကတော့မေလ23ရက်နေ့အထိပါ။နေပြည်တော်၊ရန်ကုန်၊မန္တလေး၊မကွေး၊ပဲခူး၊ဧရာဝတီ၊ရှမ်း၊ကယား၊ရခိုင်၊ကရင်၊မွန်နဲ့တနင်္သာရီဒီဒေသ12ခုလုံးမှာမိုးဆက်တိုက်ရွာသွန်းနိုင်ပါတယ်။ဒါဟာຫນွေအပူဒဏ်ကနေခိတ္တအေးမြသွားစီမဲ့သတင်းကောင်းပဲဖြစ်ပါတယ်။ရာသီဥတုရုတ်တရက်အပြောင်းလဲမှာကျန်းမာရေးဂရုစိုက်ကြဖို့နဲ့မိမိတို့ရဲ့မိတ်ဆွေတငယ်ချင်းတွေသိရှိပြင်ဆင်နိုင်အောင်ဒီဗီဒီယိုလေးကိုအခုပဲ share ပေးလိုက်ပါအောင်ခင်ဗျ။အားလုံးပဲဘေးကင်းကြပါစေ။